Okay အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေသွားပေးမယ့်အရာလေးကတော့ကျွန်တော်တို့ဒီ Google App Pro နဲ့ Saber 3D နဲ့ကိုဘယ်လိုရှင်တွဲပြီးတော့အသုံးပြုလို့ရနိုင်လဲဆိုတဲ့အရာလေးဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုနေရာတွေမှာအသုံးများလဲဆိုရင်ကျွန်တော် proposal project တွေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ site တစ်ခုမစခင်မှာကျွန်တော်တို့ raw data တွေယူတဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ site location ကိုကျွန်တော် Google Map ကနေရှာလိုက်မယ်ပြီးရင်ကျွန်တော်တို့ file ထုတ်လိုက်မယ်အဲ့ file ကိုကျွန်တော်တို့ Saber 3D ထဲမှာထည့်ပြီးတော့နေပါပါချောတက်ပြီးတော့ကျွန်တော် report တင်တဲ့ခါမှာပဲဖြစ်ဖြစ်ကျွန်တော်ပြီး presentation လုပ်တဲ့ခါမှာပဲဖြစ်ဖြစ်အသုံးပြုလို့ရနိုင်ပါတယ်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်မစခင် disclaimer ကျိုးလို့ချင်တဲ့အရာအခုကျွန်တော်မျှဝေသွားပေးမယ့်အကြောင်းအရာတွေဒီကျွန်တော်ရဲ့ပင်ကိုညံစွမ်းမပါပါဘူးကျွန်တော် YouTube ပေါ်ကနေလေ့လာထားတဲ့အရာတွေဖြစ်ပါတယ်ပြီးရင်ကျွန်တော် AI ကိုလည်းမေးထားတဲ့အရာတွေဖြစ်ပါတယ်တကယ်လို့ကြည့်ရှုသူတွေအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုထဲမှာအကျိုးရှိရာတစ်ခုခုပါသွားလို့ချင်ကျွန်တော်တို့ YouTube ပေါ်က senior တွေကို appreciate လုပ်နိုင်ပါတယ်ပြီးရင်တကယ်လို့များကျွန်တော်အမားတွေပါသွားခဲ့သည်ရှိတာလိုအပ်ချက်တွေပါသွားခဲ့သည်ရှိတာဒါကျွန်တော်ရဲ့အားနည်းချက်ကျွန်တော်ရဲ့လိုအပ်ချက်တာဖြစ်ကြောင်းကြိုးပြီးတော့ disclaimer လုပ်ထားရပါတယ်ဆိုတော့ကျွန်တော်ဝင်လိုက်ကြအောင် okay ကျွန်တော်ဒီ Google App ကိုကျွန်တော်ဖွင့်ထားလိုက်ပါပြီlocation တစ်ခုကိုကျွန်တော်ရန်ကုန်ကနေပဲကျွန်တော်ယူလိုက်ပါမယ်အဆင်ပြေတဲ့နေရာယူလို့ရပါတယ်ကျွန်တော်Okay ကျွန်တော်ဒီညီကွက်တစ်ခုကိုကျွန်တော် proposal project အနေနဲ့ကျွန်တော်သတ်မှတ်လိုက်ပါမယ်အဆင်ပြေတဲ့တစ်ခုလောက် Okay ဒီကောင်လေးကျွန်တော်ရွေးလိုက်ပါမယ်ဆိုတော့ဒီကောင်ကအဓိကကျွန်တော်တို့သုံးတာကတော့ but line polygon ကိုအဓိကသုံးကြတာများပါတယ်ဒါဒီကောင်ဆိုရင်ကျွန်တော်တို့polygon ဒီကောင်ဆိုရင်ကျွန်တော်တို့ but ဒီကောင်ဆိုရင် placement ပေါ့ကျွန်တော်တို့ဒီကောင်ကိုစပြီးတော့ proposal project ဆိုပြီးတော့ကျွန်တော် name လေးပေးလိုက်ပါမယ် okay name ကိုကျွန်တော် new project proposal project sorry P R O P O ခက်စေရ proposal project တော့ဒီ style တွေ color တွေကတော့ကြိုက်တဲ့ဟာကိုယူလို့ရပါတယ်ဒီကျွန်တော်တို့ဒီ pick point ပုံစံလေးကိုစင်ပြယူလို့ရပါတယ် okay ကျွန်တော်ဒီကောင်လေးကိုမထားတော့ဘာမှမပြင်းတော့ပါဘူးကျွန်တော်ကြားသွားပါလိမ့်မယ် okay okay ဒါကျွန်တော်တို့ရဲ့ဒီမြေကွက်လေးက proposal project ဖြစ်သွားပါပြီအဲ့ထဲကိုကျွန်တော်တို့စပြီးတော့ boundary ပတ်ပါတော့မယ်ပြီးကျွန်တော် name ကို boundary လို့ပဲပေးလိုက်ပါမယ် boundary okay စပြီးပတ်ပါပြီကျွန်တော်ဒီတောင်းနဲ့စလိုက်ပါမယ်ဒီတေးကြီးတော့ကျွန်တော်မကောက်တော့ပါဘူးကြားသွားပါလိမ့်မယ်စင်ပြေအောင်လောဆယ်ကျွန်တော်ဒီကပြောပြတာဆိုတဲ့အတွက်ခက်မြန်မြန်လေးသွားလိုက်ပါမယ် Okay Okay ရတော့ပါပြီကျွန်တော် color လေးကိုနည်းနည်းဒီ outline ဒီ face ရ online ရဆိုတာအခုကကျွန်တော် face ဆိုရင်ကျွန်တော်တို့ဒီကျွန်တော်ပတ်လိုက်တဲ့ polygon ကလုံးဝအထဲမှာ color ထည့်ပြီးသားဖြစ်သွားပါတယ်ကျွန်တော် online ဆိုရင်ကျွန်တော် color အထဲက color ကိုဖြောက်သွားပါတယ်ကျွန်တော် face ပဲရွေးထားလိုက်ပါမယ် color capacity လေးကိုကျွန်တော်နည်းနည်း short လိုက်ပါမယ် okay okay color လေးကိုကျွန်တော်အဆင်းအောင်လေးချလိုက်ပါမယ်နှလုံးနဲ့ပေါ်တော့ okay ရတော့ပါပြီကျွန်တော်တို့ဒီ boundary ပတ်ပြီးလို့ရှိရင်ကျွန်တော်တို့စာပေသဘောတရားအရာကျွန်တော်တို့ဒီ
ဒီကျွန်တော်တို့ဟိုဟာရဲ့ကျွန်တော်တို့ site ရဲ့ကျွန်တော်တို့ elevation ကိုအဓိကလိုနေတာဆိုတော့ကျွန်တော် but လမ်းကြောင်းတွေထည့်ပါမယ်အဲ့ဒါမှကျွန်တော်တို့ elevation ဘယ်လောက်ရှိရဲဆိုတော့ပေါ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခုန proposal project မှာပဲကျွန်တော်ထပ်ထည့်ပါမယ် okay ဒီကောင်ကိုကျွန်တော်point လို့ပဲထားလိုက်ပါမယ် POI okay စပြီးဆွဲပါတော့မယ်အဆင်ပြေလို့သွားလို့ရပါတယ်ကျွန်တော်ခက်မြန်မြန်သွားလိုက်ပါတော့Okay ကျွန်တော် line လေးထည့်လိုက်ပါပြီဒီကောင်ကိုလည်းကျွန်တော် style နဲ့ color တွေချင်းလို့ရပါတယ် color လေးကိုကျွန်တော်အနီရောင်လေးထားလိုက်ပါမယ် Okay မရှာမှကျွန်တော်တို့ဒီကောင်တော့ unit တွေကတော့အကုန်လုံး meter ဖြစ်နေမှရပါမယ် Okay Okay ရတော့ပါပြီအဲ့တော့ဒါကပထမဆုံးအဆင့်ပါကျွန်တော်တို့ရဲ့ဒီ proposal project ကိုကျွန်တော်တို့ဘောင်တွေလည်းခတ်ပြီးသွားပြီထည့်ကကျွန်တော် elevation သိနေတဲ့ line လည်းဆွဲပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီကောင်ကို file ကို save ပါတော့မယ်ဒီကားကဒီ file save တဲ့နေရာမှာလေကျွန်တော်တစ်ချက်လောက်ပြောချင်ပါတယ်ဒီနေ့နည်းနည်းအရေးကြီးပါတယ်ကျွန်တော်တို့မှာ option တစ်ခုရှိပါတယ် KMZ ဆိုတာဟာねစေ့မှာလား KMN ဆိုတာနဲ့စေ့မှာလားအဲ့နှစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ KMN ကကြာကျွန်တော်တို့ဒီသူကကျွန်တော် polygon ဆို polygon တစ်ခုတည်းသူစေ့သွားပါလိမ့်မယ်ပတ်ဆိုရင်ပတ်တစ်ခုတည်းစေ့သွားပါလိမ့်မယ်ဒီ KMZ ဆိုတဲ့အရာကျွန်တော်တို့အကုန်လုံးကိုသူက KMN file နဲ့အကုန်လုံးကျွန်တော် zip file လုပ်ပြီးတော့သူကချုပ်ပြီးတော့စေ့ပြီးတာပါအများအကောင်းဆုံးတော့ကျွန်တော် KMZ file နဲ့စေ့တာအကောင်းဆုံးပါအဲ့ဒါမှအကုန်လုံးပါတော့မှာဖြစ်တဲ့အတွက်ကျွန်တော် KMZ file နဲ့ပဲကျွန်တော်စေ့လိုက်ပါမယ်name ကိုကျွန်တော်proposal project ဆိုပြီးထားလိုက်ပါမယ်project 01 okay ကျွန်တော် download ထဲမှာပဲစေ့ထားလိုက်ပါမယ် okay ဒါကျွန်တော်တို့ပထမဆုံးအဆင့်ပြီးသွားပါပြီကျွန်တော် Google App ကနေကျွန်တော်တို့ကျွန်တော်တို့ site ရဲ့ဒီနေရာကိုကျွန်တော် boundary ပတ်မယ်ပြီးရင်ကျွန်တော်ဒီ line elevation သိအောင် per line ဆင်ပြအောင်ကြည့်ဆွဲလိုက်မယ်ပြီးရင်ကျွန်တော် KMZ file နဲ့စေ့လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ပထမဆင့်ပြီးသွားပါပြီပြီးရင်ကျွန်တော်ဒုတိယဆင့်အနေနဲ့ကဒီအဲ့ file ကိုကျွန်တော်တို့က Civil 3ထဲမှာတန်းပြီးတော့သုံးလို့မရပါဘူးဂျားထဲမှာကျွန်တော်တို့က GPS data ကိုသုံးတယ်ဆိုတော့ကျွန်တော်တို့ဒီ Civil 3လက်ခံနိုင်တဲ့ file ကိုကျွန်တော်တို့ချိန်ပြီးမှရပါမယ်အဲ့အတွက်ကျွန်တော်တို့ဒီ Google မှာကျွန်တော်တို့ GPS visualizer ဆိုပြီးရှာလိုက်ရင်ကျွန်တော်တို့ကြိုက်တဲ့ GPS data တွေကိုလိုရင်းတဲ့ file တွေအနေနဲ့သူချင်းပြီးတဲ့ website တစ်ခုရှိပါတယ်ကျွန်တော်ပြပါမယ် GPS ဒီကောင်လေးကိုတစ်ချက်ကြည့်ပါ GPS visualizer ကိုကျွန်တော်သွားပါပြီကျွန်တော်ဝင်လိုက်ပါမယ် okay ဒီမှာဒီ file ကနေကျွန်တော်တို့စပြီးချင်းလို့ရတယ်ဒါပေမဲ့ဒီကောင်မှာကျွန်တော်တို့ချင်းလိုက်ပြီဆိုရင်ကျွန်တော်တို့အဓိကကျွန်တော်တို့ elevation ကိုသိကျင်တာဗျာအဲ့တော့ဒီ elevation မှာပါပဲနဲ့ဖြစ်နေမယ်အဲ့တော့ဒီထဲကနေပဲကျွန်တော်ရွေးမှအဆင်ပြေမယ်ဒီနေ့လေးတစ်ချက်အနေနဲ့သတိထားပေးပါကျွန်တော်ဒီကောင်းရဲ့ဟာက elevation data JPKR TUAU ANZ ဆိုတဲ့ဟာမှာပဲကျွန်တော်တို့အဲ့ website မှာပဲဝင်မှာကျွန်တော်တို့ထွက်လာမယ်ကျွန်တော်တို့ file ကိုရမှာဖြစ်ပါတယ်ကျွန်တော်အဲ့ elevation data ဆိုတဲ့ဟာလေးကျွန်တော်နှိပ်လိုက်ပါမယ်Okay အဲ့မှာကျွန်တော်တို့ file ကိုထည့်ပါတော့မယ်ကျွန်တော်ခုန download ထဲမှာ proposal project ဆိုပြီးကျွန်တော်စိတ်ထားတဲ့ဟာလေးပါအဲ့ဒါလေးကိုကျွန်တော်လောက်ခေါ်တင်လိုက်ပါပြီ Okay
ရပါပြီကျွန်တော်တို့ဒီ convert and elevation ကျွန်တော်တို့ဒီ output data ကိုကျွန်တော်တို့ဘယ်လို fine type နဲ့သွားလို့ရရင်လဲဆိုရင်ကျွန်တော်တို့ plain text နဲ့သွားမှာလား GPS fine text နဲ့သွားမှာလားဆိုတော့နှစ်ခုရှိပါတယ်ကျွန်တော်ကတော့ဒီ GPS file နဲ့ပဲသွားတယ် plain text ကြာရင်ကျွန်တော် plain text နဲ့သွားမယ်ဆိုလည်းရပါတယ်အဲ့ကောင်ကိုကျွန်တော် notepad ထဲမှာပြန်ပြီးတော့ယူပြီးလို့ရှိရင် Excel ထဲမှာပြန်ပြီးထည့် CSV file တစ်ခါပြန်ချင်းရပါလိမ့်မယ်အဲ့တော့ကျွန်တော်ကြားသွားပါလိမ့်မယ်ကျွန်တော်ဒီ GPS file drive ကိုယူလိုက်မယ်ပြီးရင်ကျွန်တော် GPS file ကနေ CSV file ကို chain နဲ့ software တွေကိုထည့်လိုက်မယ်ပြီးရင်ကျွန်တော် CSV file ရသွားလို့ချင်းကျွန်တော်တို့ထုံးစံတိုင်းပဲ CP3 ထဲမှာသွားပြီးတော့ကျွန်တော် point ထည့်လို့ရပါပြီကျွန်တော်အဲ့ဒါကို GPS file drive ကိုပဲကျွန်တော်ယူလိုက်ပါမယ်Okay ကျွန်တော်ရသွားပြီဆိုရင်ချိန်လိုက်ပါမယ် Okay ဒီမှာကြာလာပါပြီ file drive လေးပါကျွန်တော်ခုနကဒီ GPS file drive လေးပါ download ဆိုတာဟာလေးကျွန်တော်နှိပ်လိုက်ပါမယ် Okay download ပြီးတော့ပါပြီ Okay အဲ့ဒါကိုကျွန်တော်တို့ဒီ CP3 မှာလည်း GPS file ကို direct သူလက်မခံနိုင်အောင်ဆိုတော့ကျွန်တော်တို့ထုံးစံတိုင်းပဲ GPS file ကိုCSV file ကို chain ပါမယ် CSV file GPS file နဲ့ CSV file chain ဖို့အတွက်ကျွန်တော်တို့ဒီ online နေလဲ direct chain လို့ရပါတယ်ကျွန်တော်တို့ဒီတစ်ခါလဲ chain နဲ့ TCH converter ဆိုတဲ့ဟာကိုသုံးပါတယ်အဲ့ကောင်ကလည်းကျွန်တော်ကြိုက်တဲ့ file drive ကိုကျွန်တော်ကြိုက်တဲ့ file ပုံစံနေနဲ့ chain လို့ရပါတယ်ကျွန်တော်တစ်ချက်ပြပါမယ် Okay ဒီ TCH file နဲ့ယူမှာလားကျွန်တော်တို့ဒီ KML file နဲ့သွားမှာလား PLD file နဲ့သွားမှာလားဆိုတာအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုထည့်လိုက်ပါမယ်ခုနကကျွန်တော် chain ထားတာလေဒီကောင်လေးဒါကျွန်တော်ခုနက GPS file ကို GPS ဟုတ်တယ် GPS file ကိုကျွန်တော် GPS file နဲ့ထွက်လာတဲ့ file ဖြစ်ပါတယ်အဲ့ကောင်ကိုကျွန်တော်ရွေးလိုက်ပါမယ် Okay Okay ကျွန်တော်အဲ့ကောင်ကိုစေ့မှာကျွန်တော် CP3 တွေမှာသုံးမယ်ဆိုလို့လည်းကျွန်တော် CSV file နဲ့ပဲကျွန်တော် CSV file နဲ့ကျွန်တော်စေ့လိုက်ပါမယ် CSV အဲ့ကောင်လည်းကျွန်တော် download file နဲ့မှာစေ့လိုက်ပါမယ်အဲ့ကောင် name ကို proposal project ဆိုပြီးပေးလိုက်ပါမယ် J01 Okay press yes to or separator not to use ဒီကောင်ကကျွန်တော်တို့ဒီ CSV file တွေမှာကျွန်တော် comma တွေပါထည့်မလား separator တွေထည့်မလားမေးပါတယ်ကျွန်တော်မထည့်ပါဘူးထည့်ရင်ကျွန်တော်တို့ကျွန်တော် column တွေပါတယ်မပါဘဲနဲ့ဖြစ်သွားလိမ့်မယ်အဲ့တော့ကျွန်တော် no ကိုရွေးလိုက်ပါမယ် Okay ကျွန်တော်ဒီကောင်ကို file ထဲမှာတစ်ချက်သွားကြည့်ပါမယ် Okay ဒီမှာ proposal project CSV file နဲ့ရပါပြီကျွန်တော်ချက်ဖွင့်ပြပါမယ် Okay ဒီကောင်ကတော့ရှေ့ရဟာတွေကတော့ကျွန်တော်တို့သုံးမလိုပါဘူးအဓိကလိုတာဟိုဒီလက်တွေကျူလောင်တွေကျူရယ် altitude ဟုတ်တယ် alternate လားမသိဘူးဒီကောင်လည်းလိုပါဒီကောင် alternate ဆိုတဲ့အရာကဘာလဲဆိုရင်ဒီကောင်စီး level အထက်ကိုဘယ်လောက်ရှိနေလဲဆိုတဲ့အရာကိုဒီကောင်ပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီလက်တွေကျူရယ်လောင်တွေကျူရယ်ကျွန်တော် elevation ရယ်ဒီသုံးခုပဲယူပါမယ်ကျွန်တော်တို့ကျွန်တော်ဖြတ်ပါမယ်ဆိုတော့ဖြတ်ပါပြီOkay ပြီးရင်ဒီကောင်လေးလည်းမလိုပါဘူးကျွန်တော်ဖြတ်ပါမယ်ဆိုတော့ထက်ကကျွန်တော် CSV file ရဲ့ထုံးစံတိုင်းပဲကျွန်တော်တို့ဒီတိုက်တဲ့နေရာမှာအထက်ဒီနေရာမှာကျွန်တော်တို့ဒီ northern eastern ထားပါတော့လက်တကြည့်လောင်နေကျနေရာမှာတို့စာတန်းတွေ alphabet တွေပါလို့ချင်းကျွန်တော်တို့ CP3 တွေကလက်မခံပါဘူးအဲ့တော့ကျွန်တော်ဒီကောင်တွေကိုထက်ကဟာတွေဖြတ်ပါမယ် delete okay အဲ့တော့ကျွန်တော် save လိုက်ပါမယ် as okay point ဘယ်နှ point လောက်ရှိတယ်ကျွန်တော်ဆွဲတာpoint 933 point ရှိပါတယ် okay ကျွန်တော် save လိုက်ပါမယ်ဒီကနေ့ထွက်ထားလိုက်ပါမယ် okay CP3 တွေရောက်သွားပါပြီ okay ဒီတော့ရင်1ကိုခဏဖြတ်ထားလိုက်ပါမယ်
ကျွန်တော်တို့ Civil 3တဲ့ရောက်လာပါပြီ Civil 3ထဲမှာလည်းကျွန်တော်တို့ခုနကကျွန်တော်တို့ GPH file ကနေ CSV file ကို chain တာကိုကျွန်တော်တို့ direct ထည့်မယ်ဆိုရင်မရပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဓိကဒီကောင် UTN နဲ့အဓိက file format တွေက UTN တွေအတွက်ပဲထားတာဆိုတော့ကျွန်တော်ထည့်ပြပါမယ် point เนี่ยတအားကြီးနေပါလိမ့်မယ်ကျွန်တော်ပြပါမယ်တစ်ချက်ကြည့်ပါ okay ကျွန်တော်ခုနက proposal project ဆိုရက် CSV ပါ open okay ကျွန်တော် anisa routing eden elevation okay အချက်ကြည့်ပါကျွန်တော်တစ်ချက်ပြပါမယ် set under e under okay point เนี่ยတအားကြီးနေပါလိမ့်မယ်ဒါကျွန်တော်တို့ point 600ကျော်တဲ့ဟာတွေက point size ကြီးတအားကြီးနေပါတယ် point size မှာဒီကောင်မှာသွားပြီးတော့ကျွန်တော်တို့ဒီ point မှာဒီ point property မှာသွားပြီးတော့ site ကို change မယ်ဆိုရင်လည်းကျွန်တော်တို့ sorry ဒီsorry ပါ point property ဒီထဲမှာသွားပြီးတော့ကျွန်တော်တို့ change မယ်ဆိုရင်လည်းဒီကျွန်တော်တို့ point size ရွယ်စားကို change မယ်ဆိုရင်လည်းအဆင်မပြေပါဘူးကျွန်တော်ဒီကောင်ကို 0.5 လို့ထားပြီး change မယ်ဆိုရင်လည်း point size ကကြီးအောင်ပါပဲချက်ကြည့်ပါ apply okay မရပါဘူးအဲ့တော့ကျွန်တော်တို့ကအဲ့တဲ့ဒီကျွန်တော်တို့ဒီ Google Map ကနေယူထားတဲ့ data အတွက်ကျွန်တော်တို့ point file format အသစ်တစ်ခုကိုကျွန်တော်တို့ဖန်တီးပေးမှရပါမယ်ပြီးရင်ကျွန်တော်တို့ point file format အသစ်တစ်ခုဖန်တီးပြီးရဆိုရင်တော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ဒီ Civil 3D ရဲ့ drawing setting မှာကျွန်တော်တို့ခုနကကျွန်တော်တို့ယူလိုက်တဲ့ project area ရဲ့ဒီ UTN code တွေကိုလည်းထည့်ပြီးမှအဆင်ပြေပါမယ်ကျွန်တော်အဲ့ကြောင့်ကျွန်တော် point file format အသစ်တစ်ခုကိုဒီကျွန်တော် point file format အသစ်တစ်ခုကိုကျွန်တော် create လုပ်ပါမယ်အောက်က prospector အောက်က setting တွေကိုသွားပါပြီးရင်ကျွန်တော် point ဘေးက plus sign လေးကိုနှိပ်ပါပြီးရင်ကျွန်တော်တို့ point file format ကိုကျွန်တော် create လုပ်ပါမယ် user point file ကိုကျွန်တော်ရွေးပါမယ် okay ဒီ default file extension နေရာမှာကျွန်တော် CSV file type ကိုကျွန်တော်ရွေးလိုက်ပါမယ်ပြီးရင်ကျွန်တော် format option ကို delimited နဲ့သွားပါမယ်အဲကြောင့်မို့ကျွန်တော်ဒီနေ့မှာ comma sign လေးထည့်လိုက်ပါမယ် okay စပါပြီကျွန်တော်ပထမဆုံး column မှာကျွန်တော် file က latitude longitude ပြီးရင်ကျွန်တော် elevation ဆိုတဲ့ကျွန်တော် latitude ကိုရွေးပါမယ်latitude ကျွန်တော်တို့ဟာတွေကdegree minute တွေနဲ့မဟုတ်ဘူးအဲ့တော့ကျွန်တော် latitude decimal latitude degree ဆိုတဲ့ဟာကို file format ကိုရွေးပါမယ် decimal ကျွန်တော်တို့ဒီ latitude ကိုရွေးလိုက်ပါပြီပြီးရင်ကျွန်တော် input indicator ဆိုတာကျွန်တော်တို့ GPS ကနေ data တွေယူတဲ့အခါမှာအခါလေး error တက်တဲ့အခါမှာဆိုရင်သူပုံစံကပြတဲ့ကဏ္ဍတွေကဒီ 0.94 လုံးဖြစ်ဖြစ်95လုံးဖြစ်ဖြစ်ပြတဲ့ဟာတွေရှိပါတယ်အဲ့တော့ကျွန်တော်ကောင်းကို 0.99 ဆိုပြီးထားလိုက်ပါမယ် precision ကတော့ထုံးစံတိုင်းပဲတသမနာကိုဘယ်နေရာယူမှာလဲဆိုတာကိုမေးပါတယ်အဲ့ကောင်ကျွန်တော်9နေရာဆိုပြီးထားလိုက်ပါမယ်ပြီးရင် okay ပြီးရင် second column အတွက်ကိုလည်းကျွန်တော်degree longitude ကိုရွေးပါမယ်အဲ့တော့ degree longitude okay ဒီကောင်ကိုလည်း 0.9 လေးလုံးထားလိုက်ပါမယ် precision ကိုလည်းကျွန်တော်9နေရာရွေးလိုက်ပါမယ်ပြီးရင် okay နောက်တစ်ခုက elevation အတွက်ဆိုရင်ကျွန်တော်ဒီမှာ point number what discretion sorry point elevation ကျွန်တော်ရွေးပါမယ်အဲ့ကောင်လည်းထုံးစံတိုင်းပဲ 0.999 precision ကိုလည်းကျွန်တော်9နေရာထားလိုက်ပါမယ်ပြီးရင် okay ပြီးရင်ကျွန်တော် okay ကျွန်တော် file name format name တော့မပေးလိုက်ဘူး sorry ကျွန်တော် icon ကိုနည်းလေးတစ်ချက်ပြန်ပေးလိုက်ပါမယ်ဆိုတော့ဘယ်ရောက်သွားလဲဒီ format နည်းလေးကိုကျွန်တော်simple ခု GPS ပေးလိုက်ပါမယ် GPS okay ရတော့ပါပြီကျွန်တော် point file format ကိုလည်းကျွန်တော်တို့ create လုပ်ပြီးသွားပြီကျွန်တော်ထည့်ကြည့်ပါမယ်အဆင်ပြေလားမပြေလား create
ထည့်လိုက်ပါမယ် okay ခုန proposal project open ရပါပြီကျွန်တော်တစ်ချက်ရွေးပါမယ်ဒီ GPS file ကိုရွေးပါမယ်ပြီးရင် okay ဒီ run design လေးပေါ်လာပါပြီဒီနေ့လည်းအရေးကြီးပါတယ်ကျွန်တော်သူက coordinate zone ကိုရွေးခိုင်းပါတယ်အဲ့ coordinate zone ကိုရွေးရင်ကျွန်တော်တို့ GPS data တွေကိုဒီထဲမှာထည့်လို့မရပါဘူးအဲ့တော့ကျွန်တော် coordinate zone ကိုရွေးပါမယ်အဲ့တော့ဒီကျွန်တော် setting ထဲမှာပဲကျွန်တော်ဒီသုံးမဲ့ဒီ drawing setting ကိုကျွန်တော်သွားပါမယ် coordinate zone ကအရေးကြီးပါတယ်ဒီနေ့မှာကျွန်တော်တို့ဒီကောင်းဆိုရင်ကျွန်တော်ဒီdrawing unit မှာ meter ဖြစ်ရမယ်ပြီးရင် angle ကျွန်တော် degree နဲ့သွားလို့ရပါတယ်ဒီ projection နေရာမှာအဓိကကျပါတယ် projection နေရာမှာကျွန်တော်တို့နိုင်ငံအတွက်အဆင်ပြေတဲ့ latest ဖြစ်တဲ့ version ကိုကျွန်တော်ရွေးလိုက်ပါမယ် UTN WG SA4 ဒီတောင်ကိုရွေးလိုက်ပါမယ်ကျွန်တော်တို့ UTN WG SA4 ထဲမှာကျွန်တော် data တွေအများကြီးရှိတယ်ဗျာအဲ့ထက်မှာကျွန်တော်တို့ရဲ့ location ကဘယ်နေရာလဲပါလဲဆိုတာကျွန်တော်မသိရင်ပြဿနာမရှိပါဘူးကျွန်တော်A အောင်သွားပြီးမိလိုက်ရင်ရပါတယ်ကျွန်တော်တို့ကရန်ကုန်နားမှာကျွန်တော်ရွေးခဲ့တယ်ဆိုတော့ရန်ကုန်ကဘယ်ထဲမှာပါလဲဆိုရင်ကျွန်တော်တို့ UTN 47N ထဲမှာပါပါတယ် zone UTN 47N အဲ့ကောင်ကိုကျွန်တော်ရွေးလိုက်ပါမယ် okay အကုန်လုံးတော့ကျွန်တော်တို့ကပါနေတာမဟုတ်ဘူးကျွန်တော်တစ်ချက်ပြပါမယ် ChatGPT မိထားတာရှိပါတယ် sorry okay ဒီမှာကျွန်တော်တို့ဒီ Western မြန်မာ Rakhine နဲ့ချင်းနေမှာဆိုရင်46N ကိုသုံးပါတယ် UTN ဆောင်ကပြီးရင်ကျွန်တော်တို့ဒီရန်ကုန်မန္တလေးနေပြီးတော့စကိုင်းမှာဆိုရင်47N ကိုသုံးပါတယ်ကျွန်တော်ကခုန proposal project ကရန်ကုန်တန်းမှာဆိုတော့ကျွန်တော် 47N ကိုရွေးပါတယ်ကျွန်တော် Rakhine တို့ဘာလို့မှာဆိုရင်တော့ 46N ကိုရွေးလိုက်ပေါ့ဒီကျွန်တော်တို့ရှမ်း East တွေ Rakhine ခရားတွေကရင်နေမှာဆိုရင် 48N ကိုသုံးပါတယ်အဲ့တော့ကျွန်တော်က 47N ကိုရွေးလိုက်ပါပြီပြီးရင် apply okay ကျွန်တော်တစ်ချက်ထည့်ကြည့်ပါမယ်အဆင်ပြေရလာလို့ point create a proposal project 01ဒါကျွန်တော် file ပါ open okay ဒါကျွန်တော် file format ကိုကျွန်တော်တို့ဒီ GPS ကျွန်တော်ခုန format တခု create လုပ်ထားတဲ့ file format နဲ့တော့မှာပဲအဆင်ပြေပါမှာအဲ့တော့ကျွန်တော် create လုပ်ထားတဲ့ GPS format ကိုကျွန်တော်ရွေးလိုက်ပါမယ်ပြီးရင် okay ဆိုတော့ကျတော့ပါပြီကျွန်တော်တို့ဒီ point နဲ့မတွေ့ရင်ကျွန်တော်တို့ set under e under okay ကျလာပါပြီဒါကျွန်တော်တို့ point နေပါ okay ကျွန်တော်တို့ဒီမှာ elevation တွေပါတည်လို့ချင်းကျွန်တော်တို့ဒီ all point တွေကိုသွားပါ property တွေကိုသွားမယ်ပြီးရင်ကျွန်တော်တို့ဒီအောက်ကို point label style ကို elevation only ကိုထားလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ elevation style ကိုလည်း sorry ဒီ font type ကိုလည်းကျွန်တော်အဆင်ပြေအောင်0.5 လို့ထားလိုက်ပါမယ် 0.5 color လေးကိုကျွန်တော်အဆင့်အောင်လေးထားလိုက်ပါမယ် okay apply okay ဒီ point style ကတော့ကျွန်တော်မ change တော့ပါဘူးဒီကောင်လေးပဲထားလိုက်ပါမယ် apply okay apply okay okay elevation တွေကြာမှာဘာလို့လဲ property oh sorry discretion ကျွန်တော်ရွေးမိသွားပါတယ် elevation ကိုကျွန်တော်သွားမှရပါမယ် sorry ပါ okay ကျွန်တော် 0.5 test height ကို color ကိုကျွန်တော်အစိမ်းအောင်ထားလိုက်ပါမယ်ပြီးရင် apply okay apply okay ကျွန်တော် color မချင်းဘူးလားလို့ okay point elevation color ကိုအစိမ်းအောင်okay apply okay apply okay ရတော့ပါပြီချက်ကြည့်ပါကျွန်တော်တို့ဒါဒီ Google Map ကနေကျွန်တော်တို့ဒီ proposal project area လေးဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ surface ကွန်တိုရစ်ပါတော့မယ်ကွန်တိုရစ်ဖို့အတွက် surface ဖန်တီးပါမယ် create sorry create surface name ကိုကျွန်တော်proposal project လို့ပဲပေးလိုက်ပါမယ် pp project
0.1ပြီးရင်ကျွန်တော်တို့ကွန်တိုအချင်းကျကိုလည်း2မီတာ10မီတာထားလိုက်ပါမယ်ပြီးရင် okay ထုံးစံတိုင်းပဲသွားနေကြတိုင်းပဲကျွန်တော် surface ကျွန်တော် create လုပ်ပြီးသွားရင်ကျွန်တော်အဲ့ထဲကိုကျွန်တော် point နေထည့်ပါမယ်ကွန်တိုရစ်မယ်ဆိုတဲ့အတွက် definition နဲ့ကိုသွားပါပြီးရင်ကျွန်တော် point group ပြီးရင် add ကျွန်တော် point နေ all point apply okay okay ကွန်တိုရစ်ပြီးသွားပါပြီအောင်လေးခဏပိတ်ထားလိုက်ပါမယ် sorry okay ချက်ကြည့်ပါကျွန်တော်တို့ရ control line တွေကတအားကျင်းနေဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ project နေရာကြီး flat ကြီးဖြစ်နေတဲ့အတွက် control line တွေကကျင်းနေပါမယ် control line ကလာလေးကိုတစ်ချက်ချင်းလိုက်ပါမယ် okay နေကြကိုကျွန်တော်အဝိုင်းအောင်ထားလိုက်ပါမယ် minor ကိုကျွန်တော်ပြောင်းထားလိုက်ပါမယ် okay apply okay ကြည့်ပါကျွန်တော်တို့ဒီ Google မက်ကနေကျွန်တော်တို့ပုံစံနဲ့ဒီပုံစံနဲ့ okay ရသွားပါပြီအဲ့တော့ကျွန်တော်ဒီရသွားတဲ့ project ကိုမှကျွန်တော်profile နဲ့ဆွဲပြီးတော့ကျွန်တော်report တင်မလားကျွန်တော်ပြီးရင်elevation တွေprofile cross section တွေဆွဲမလားအဆင်ပြေအောင်ကျွန်တော်ဆက်ပြီးတော့သွားလို့ရပါပြီဆိုတော့ဒီနေ့ညဝေပေးခြင်းတဲ့အရာလေးကတော့ဒီလောက်ပါပဲအဓိကသူကအစစ်အနေနဲ့ခွဲမယ်ဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Google App Pro မှာ Google App မှာကျွန်တော်တို့ project နေရာကိုကျွန်တော်တို့ဒီသတ်မှတ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့အဓိကစစ်ရမယ့်နေရာ KMZ file နဲ့စစ်ပါမယ် KMZ file နဲ့စစ်ပြီးသွားလို့ကျွန်တော် Google Chrome ထဲကိုသွားပါပြီးရင်ကျွန်တော် GPA visualizer တွေကိုသွားပြီးတော့ကျွန်တော်တို့ဒီ KMZ file ကိုကျွန်တော် GPA file အနေနဲ့ကျွန်တော်တို့ချိန်လိုက်ပါမယ်အဲ GPA file ကနေကျွန်တော်တို့ပြီးရင်ဒီ TCA commenter ထဲမှာကျွန်တော်တို့ဟိုဟာကို CSV file အနေနဲ့ချိန်လိုက်ပါမယ် CSV file ရသွားလို့ချင်းရင်ကျွန်တော်တို့ဒီ Civil 3ရဲ့ချက်ပြန်သွားမယ်ပြီးရင်ကျွန်တော်တို့ drawing setting တွေ unit တွေတစ်ချက်ချိန်ပေးရပါမယ်ဒီ drawing setting တွေ unit တွေချိန်မယ်ပြီးရင်ကျွန်တော်တို့ project ရှိရမယ့် zone တွေကိုလည်းရွေးပေးရမယ်ပြီးအဓိက point file format ကိုလည်းတစ်ချက်create လုပ်ပေးရပါမယ်ဆိုတော့ဒီနေ့မျှဝေသွားပြီမယ်အကြောင်းအရာလေးကတော့ဒီလောက်ပါပဲအားလုံးဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးပါဒီ TCA commenter တွေဘာတွေကိုလိုချင်လို့ရှိရင်ကျွန်တော်တို့ Chrome ကနေ free သွား download ရပါတယ်ကျွန်တော် Chrome ကနေ free တောင်းထားတာပါ Google App Pro လည်းလိုချင်လို့ရှိရင် Chrome ကနေသွား download ရပါတယ်ကျွန်တော်အကုန်လုံး Chrome ကနေ download ထားတဲ့အရာတွေပါဆိုတော့အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးပါ